ကဲအတုံးဖြုံးကြီးလို့ကတော့ကျွန်တော်တို့ဒီမေဝေသားလို့ဘီလီယံနာဘွားကနေဒေါင်းသားလိုမျိုးချက်ချင်းလက်ငင်းဖြစ်သွားနိုင်တယ်ပေါ့နော်။ဘာဖြစ်လို့အဲ့လိုပြောလဲဆိုတော့မေဝေသားအတန်း80ကျော်လောက်ကိုအကျွေးတင်နေပြီ။ဟိုတနေ့ကပဲဂျက်လီရင်တစ်စီရောင်းလိုက်ရပြီ။သူပိုင်တဲ့နိုင်ဒီဆိုတာလဲနည်းနည်းစီပဲရှိရပါတော့။50လောက်ပဲရှိတော့အနိုင်ဒီရာချီပိုင်ဆိုင်ထားရည်လဲအကုန်ကုန်ပြီပေါ့နော်။ဒီဂျက်လီရင်ရောင်းပြီဟိုချို့ပိုင်တဲ့အိမ်တချို့ဆိုရောင်းလိုက်ရပြီဗျာ။2026မှာကျွန်တော်တို့ဒီမေဝေသားအော်ဟွာနဲ့မိုက်တိုင်ဆန်နဲ့ပတ်ကွီတိုတို့နဲ့ထိုးဖို့ရရှိရပါတော့စာချုပ်လည်းချုပ်ထားပြီးပြီဗျမိုက်တိုင်ဆန်နဲ့ရေထိုးပြပဲပေါ့နော်အဲစာချုပ်ကရတဲ့ပတ်စံနဲ့လည်းဒီကျွေးဆက်လို့ကမရသေးဘူးဆိုတော့သူက professional ပွဲထိုးမှာဗျတရုတ်ပြပွဲထိုးလို့ကမရတော့ဘူးဘာဖြစ်လို့လဲဆိုတော့တရုတ်ပြပွဲထိုးရင်ကြီးရနည်းနည်းလေးရမှာပေါ့နော်အဲကြောင့်သူတို့သိနေတဲ့အတွက်တော်တော်ကြီးကိုသူ professional ဆန်ရအောင်နော်ပတ်ကွီတိုပြန်နိုင်မှမလားဆိုတော့မပြောတတ်သေးဘူးနော်အခုချိန်မှာထိုးရင်တော့ပတ်ကွီတိုမနိုင်တော့တော့ဘူးဗျနော်ကျွန်တော်လည်းဒိုင်လူကြီးညှင်းခဲလို့တာကျွန်တော်အာရှသားကြီးကအရှုံးပေးရပါတော့အမှတ်ပေးတဲ့အချိန်မှာအခုချိန်မှာတော့မေဝေသားလုံးဝစိတ်တက်ဒီလေကြာနေလူကလည်းထွေငီပြက်နေပြီဆိုတော့အေးစစ်ပကွီတို့ကနိုင်တော့တယ်ဗျဟုတ်ကဲ့နောက်ထပ်ဘယ်ဖိုက်တာတွေအကြောင်းပဲပြပေးရမလဲဆိုတော့ကောမမှာ